ရောက်ရှိလာတာဖြစ်ပါတယ်ဗောနော်ဒီလိုမျိုးဝက်ချင်လုံးဖျားကွင်ကြီးဗောနော်ဒီမှာဈေးတန်းလေးလည်းရှိတာဗောနော်ဒီမှာဈေးတန်းလေးလည်းရှိတာဗောနော်မင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ဒါဝက်ချင်လုံးဖျားကြီးကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်နော်ညောဖျားရဲ့ပတ်လိုက်မှဆိုရင်ကျွန်တော်တို့လိုက်ပြီးတော့ကြည့်ရှုရအောင်ဗောနော်ဘာလေးမြင်တွေ့ရလဲဆိုတာနေကလည်းအရန်ပူပါတယ်ဒါမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ထိုင်းနိုင်ငံတောင်ပိုင်းဖူခေမြို့မှာရှိတဲ့ဝက်ချင်လောင်ဖျားကြီးကိုရောက်ရှိနေပါတယ်ဗောနော်ဒီဖျားကြီးကိုဆိုရင်ကျွန်တော်တို့မကြာခဏရောက်ရှိသလိုတစ်ခါတလေရင်လည်းမြောက်လာဘူးဗောနော်အဲ့ဒါကြောင့်ကျွန်တော်အနေပြီးတော့ဒီဖျားကြီးကိုရောက်တဲ့ရောက်ခိုက်ကျွန်တော်ရှုခင်းလေးတွေကိုကျွန်တော်တို့အနေပြပေးမှဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုသင်္ကြန်ခါမှာတငယ်ချင်းတွေကိုလာပိုရင်းနဲ့ရောက်ရှိလာတာဖြစ်ပါတယ်ဗောနော်အဲကြောင့်ရောက်တုံးရောက်ခိုက်ချိန်လေးမှာဗောနော်ဒီမှာလာတရားလေးတွေကိုပတုတ်ပန်းလေးတွေမြင်တွေ့ရတာဖြစ်ပါတယ်နော်ဒါပတောက်ပန်းလေးတွေပွင့်နေပါပြီပေါ့နော်ပတောက်ပန်းလေးတွေပွင့်ပြီးတော့ဒီမှာဟာနော်သင်္ကြန်ခါမှာပတောက်ပန်းလေးတွေပွင့်ပြီးတော့အရေးအဝါကကောင်းနေတာကိုမြင်တွေ့ရတာဖြစ်ပါတယ်ပေါ့နော်ဒါတော့မကြခင်မှာဒီလိုမျိုးပြန်လဲပြုပြင်မွမ်းမံထားတာပေါ့နော်ဒါဖျားရဲ့သမိုင်းဝင်ဒီမှာငဲတွေနဲ့ဖလာပါလောက်ထားတာပေါ့နော်ဒီမှာနော်ကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်တို့ကနေပြီးတော့ကြိုက်ချီယိုဖျားနေပြီးတော့ဒီဝက်ချင်လွန်ဖျားကိုရောက်ရှိလာတာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဒီမှာအရန်ကိုလှပြီးတော့နော်အပေါ်ထိတဲလို့ရတယ်ပေါ့နော်အဲ့ဒီမှာဆွဲတော်ဖះကိုကျွန်တော်တို့ဒီမှာပတောက်ရေးလေးရနေတူပေါ့နော်ဒီလိုမျိုးကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီမှာပေါ့နော်ဆွဲတော်ဖះကိုဖူးကြရအောင်ပေါ့နော်ဖူးလိုက်ပေါ့နော်ဒီမှာပေါ့နော်ဆွဲတော်ဖះကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဒီပူကဲမှာဆိုရင်ဒီဖះဆိုရင်တအားကိုနောက်မဲ့ကြော်တာပေါ့နော်တအားကိုနောက်မဲ့ကြော်တယ်ပေါ့နော်တအားကိုနောက်မဲ့ကြော်တာဗောနော်ဒီဖះဆိုရင်တအားကိုနောက်မဲ့ကြော်တယ်နော်နိုင်ငံခြားသားတွေအများဆုံးလာလဲတာဗောနော်ခရီးသွားတွေအများဆုံးလာလဲတာဗောနော်ဒီမှာဗောနော်ဆွဲတော်ဖះဖြစ်ပါတယ်ဗောနော်ကွင်းပြကြီးမှဆိုရင်စိမ့်လန်းဆိုပြီးတော့မြက်ခင်စိမ့်လေးတွေရေတွေအမြဲတမ်းလွန်ထားတာဗောနော်ဒီမှာဆေးတွေဆိုပြီးတော့ကျွန်တော်တို့အလှပါတွေလှုပ်ထားတာဗောနော်ဒီမှာဆွဲတော်ရောက်တုံးရောက်ခိုက်ကျွန်တော်ကနေပြီးတော့ဒီလိုမျိုးလိုက်ရနေပြီးပြသပေးတာပေါ့နော်အဲကြောင့်နော်သင်္ကြန်အခါမှာကျွန်တော်တို့တွေကောင်းမွန်ဆူတောင်းလေးလုပ်ကြရအောင်ပေါ့နော်သင်္ကြန်အခါမှာခုနှစ်ရက်သားသမီးတွေများကျမ်းမာကြပါစေချမ်းသာကြပါစေဆိုကြောင့်ပြောရင်းနဲ့ပေါ့နော်ကျွန်တော်တို့တွေဆူတောင်းကြမယ်ပေါ့နော်အချို့သောလူတွေကတရားပြောမစင်တရားစခန်းလေးဝင်နေကြမှာပေါ့နော်အချို့တော့ကျွန်တော်တို့လေရတော့အဲ့ဒီလိုမျိုးခရီးသွားဖြတ်ဖို့သွားနေတာပေါ့နော်ချို့သောလူတွေရတယ်ကျွန်တော်အရေးကစားနေကြမှာပေါ့နော်အဲ့ဒီကန်းချေတွေမှာပေါ့နော်မြန်မာပြည်မှာဆိုရင်၄ရက်ရှိတာပေါ့နော်သင်္ကြန်ပေါ့နော်ဒီမှာထိုင်းမှာဆိုရင်တော့နော်ထိုင်းမှာဆိုရင်တော့ကျွန်တော်တို့ပူကဲမှာဆိုရင်တရက်ပေါ့တရက်အင်္ဂလိပ်73ရက်နေ့ဧပြီလ73ရက်နေ့ကိုအမြဲတမ်းပဲဧပြီလ73ရက်နေ့ကိုသင်္ကြန်ရေလို့သတ်မှတ်ထားတာပေါ့နော်ကြံတဲ့နေ့ကိုသေပြီးရေမကစားတော့ဘူးပေါ့နော်ဒီနေ့မှဆိုရင်ဖះတွေဇီတီပထိုးတွေမှာများကြီးလူတွေလာကြတာပေါ့နော်အခုဆိုရင်ဘယ်နေရာတွေမှာအများဆုံးလဲဆိုရင်လူတွေကအဲ့ဒီကန်းချေမှာပေါ့ပူတယ်ဆိုတော့ကန်းချေမှာပါတောင်တို့ကလောကတာတို့လဝိုင်တို့
အဲ့ဒီစပါဟင်တို့အဲ့ဒီနေရာတွေမှာအများဆုံးရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီလိုမျိုးဂုကီဖះဆွဲတော်ဖះကိုရောက်ရှိနေတာပေါ့နော်ဆွဲတော်ဖះကိုရောက်ရှိနေပါတယ်ပေါ့နော်အဲ့ဒါကြောင့်တကယ်ချင်းမိတ်ဆွေတွေတဲ့မျိုးနော်ကျွန်တော်လိုမျိုးနော်ပြဖုန်ကြရအောင်ပေါ့နော်နော်ဗုဒ္ဓဓမ္မသံဃာဖះဖုန်ကြရအောင်ဖះဖုန်ရနော်အဲ့ဒီမဲ့ဆွဲတော်ဖះနော်ဒီမှာကတော့ဒီမှာလဲထားမှန်ပြီးတော့ပြောမစင်ထားမှန်ပြီးတော့ဇေဒီပြန်တည်ထားတာပေါ့နော်အသေးပေါ့နော်ဒီဝက်ချလွန်ဖះကိုအသေးတည်ထားတာပေါ့နော်အသေးတည်ထားတာဒီကွင်းပြင်ကြီးဆိုရင်အများကြီးပဲပေါ့နော်ဒီပတ်လဲမှာကျွန်တော်ကနေပြီးတော့မြင်တွေးနေရတာပေါ့နော်အဲမှာလိုက်ပြီးကျွန်တော်ပြသပေးနေတာပေါ့နော်ဒီမှာဆိုရင်ကျုံးပန်းလေးရှိတာပေါ့နော်နိုင်ရန်ဒီမှာဆိုကာလမကြီးရှိရတာပေါ့နော်ကာလမကြီးရှိပါတယ်ကာလမကြီးရဲ့ဘေးမှာဆိုကျုံးသေးပင်လေးကိုစိုက်ပြထားတာကိုမြင်တွေ့နေရပါတယ်ဒီမှာဖះဆိုရင်မပြည့်သေးဘူးပေါ့နော်မပြည့်သေးလို့ဒီမှာဖွင့်ပေးသေးဘူးပေါ့နော်ဒီမှာကြည့်ပါနော်အဲ့ဒါကြောင့်ကျွန်တော်တို့ရောက်ခိုက်ချိန်လေးမှာပေါ့နော်စီတီလေးကိုကျွန်တော်ကနေပြီးတော့ထားမှန်ပေါ့နော်ထားမှန်ပြပေးတာပေါ့နော်ဒီမှာဒီမှာပတော်ပန်းလေးတွေလည်းပွင်းနေတာပေါ့နော်နော်ကျွန်တော်တို့မြန်မာလူမျိုးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာကိုဘယ်နေရာဘယ်ဒေသကပဲရောက်ပေါ့နော်ဘယ်ဒေသပဲရောက်ကျွန်တော်တို့ဗုဒ္ဓဘာသာဖရာသာသနာရှိတဲ့နေရာကိုဥဆုံးသွားပြီးတော့ဖူးမြော်ကြတာပဲပေါ့နော်ဟုတ်ကဲ့ပါနော်အဲဒါကြောင့်ကျွန်တော်တို့မြန်မာလူမျိုးတွေတတာကြည်ဖြူလက်စုံမိုး၍နော်ကျွန်တော်တို့တွေကနေပြီးတော့အမြဲတမ်းဒီလိုမျိုးဖရာတွေကိုသွားပြီးတော့ဆူတောင်းမြတ်တာပို့တာပေါ့နော်ဒီလိုမျိုးဒါဆူတောင်းပြီးဖျားလေလည်းအများကြီးရှိပါတယ်ပေါ့နော်ဆူတောင်းပြီးဖျားလေလည်းအများကြီးရှိပါတယ်ဒီမှာနော်ဒီကြောင်းမှဆိုရင်မနေ့မိုးလင်းပိုင်းဆိုအများကြီးပေါ့နော်ဒီခုတော့နေပူနေတယ်ဆိုတော့နေငယ်ပဲရှိသေးတယ်ပေါ့နော်လူတွေပေါ့နော်ဒီမှာကြောင်းဝင်ထဲမှာနော်ပြောစရာရှင်းစရာဆူတောင်းလေးတွေပေါ့နော်ဒီလိုမျိုးဆူတောင်းလေးတွေကိုပေါ့နော်ကျွန်တော်ကနေပြီးတော့ဘယ်နေရာဘယ်ဒေသပဲရောက်ကျွန်တော်တို့မြန်မာလူမျိုးတွေလုံးဝမယိုးနိုင်ဘူးပေါ့နော်ဒီမယိုးနိုင်ဘူးအကိုရတာကျွန်တော်တို့ဗုဒ္ဓစေဗုဒ္ဓမှန်ကိုကျွန်တော်တို့ကနေပြီးတော့ပူမျောနေရတာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကွမ်းပတ်လဲမှာဆိုရင်ဒါထမှတ်ပြီးပြင်ထားတာကိုဘယ်လောက်ထိတိုးတက်လဲဆိုရင်ဒီမှာထမှတ်ပြီးပြင်ထားတဲ့နေရာတွေပေါ့နော်ထမှတ်ပြီးပြင်ထားတဲ့နေရာတွေဒါမြဲခင်းတွေလုပ်ပြီးတော့ဒီမှာကြွေပြားတွေခန်းထားတာပါနော်အလှရှင်တန်းရှင်ဘယ်လောက်ထိများလဲဆိုတဲ့သူတို့နိုင်ငံမှာပေါ့နော်နိုင်ငံခြားသားတွေကနေလာပြီးလှူတယ်နော်လှူခံဖြာပိုင်းနဲ့လှူတာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးလှူခဲ့တာပေါ့နော်ဒီမှာကျွန်တော်ဖះရှိခုံမဲ့ပြီးဒီမှာနော်ဒီမှာဖះမှာကျွန်တော်ဆူတောင်းမဲ့ပေါ့နော်ဝက်ချင်းလုံးဖះဓမိုင်းဝင်ဖះပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒါဆွဲတော်ဖះဖြစ်ပါတယ်ပေါ့နော်အပေါ်မှာအရန်အေးတယ်ပေါ့နော်အခုပြင်ပရနေဆိုတော့နေပူနေတာပေါ့နော်